January လတော့ပါနော်ဒီ hostel မှာအခုကတော့ Capricorn ရာသီခွင်ရောက်ပြီဖြစ်တဲ့အတွက်ကြာ January လတော့ဒါ hostel လေးတင်ပေးမယ်ပေါ့နော်တလားစာ January ဒါ2026ပေါ့နော်2026အတွက်ပေါ့နော်ဟောပြီးမှာ2026တော့ဟောပြီးပေါ့နော်ဆိုတော့ဒီအဟောလေးကိုကျွန်မအနေနဲ့ဒါကြည့်ပြီးမယ်ဆိုတော့ကဲ January လအတွက် January လအတွက်ကန်ချင်းနေရက် January လမှာပြည်ကန်ကောင်းနေလေဝါJanuary လတော့သူခံကောင်းနေဆိုတော့ကြည့်ပါအောင်ကကြ judgment ကကြနော် judgment ကကြရဲဆိုတော့လေဒီကြပါဦးဒီ HD ပြန်လာနိုင်တဲ့ပုံစံမျိုးတွေပြတယ်။နောင်တရတာပေါ့။ကွဲကွာနေရဲ့အတူတွေပြန်ဆောင်တတ်တယ်။ဒါကွဲကွာနေတဲ့တငယ်ချင်းတွေဆွေမျိုးတွေမိတ်ဆွေတွေမတွေ့ရတော့ဘူးလို့ထင်ထားတဲ့သူတွေပြန်လာတတ်တယ်ဆိုတဲ့ပုံစံမျိုးပြတယ်။နော်။တွေ့လား။တမုံးမှကြားတယ်။တမုံးမှကြားတယ်။ကိုယ်အသစ္စာဖောက်ခဲ့တဲ့သူတွေကိုယ်စီပြန်လာတတ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါတို့အမှားကိုတို့သိပြီးတော့ပြန်လာတာမျိုးကြတယ်ကိုယ်အနေနဲ့ဒါဆုံးဖြတ်ရတတ်တယ်နော်ခရီးထွက်ရတတ်တယ်နော်ဒီမှာပြရခရီးထွက်ရတတ်တယ်တဲ့ကခရီးသွားဖို့ကြံစီထားရဲဆိုရင်တော့ခရီးသွားရတတ်တယ်နိုင်ငံခြားကိစ္စပဲဖြစ်ဖြစ်ဒီမှာလည်း photo 1ကြရဲဆိုတော့ကြည့်ပါဦးကက်တွေကကောင်းတယ်နော်တကယ်ကောင်းတယ်ဆိုတော့ကိုယ့်အသစ္စာဖောက်ခဲ့တဲ့ HD ပြန်လာတတ်တယ်ဒါမှမရွှေနဲ့ဒီမှာပြထားတာက2 of 1ပြောပါနော်ဆိုတော့ဒီမှာ4 of 1လည်းကြားတယ်ဆိုတော့လေလက်ရှိချစ်သူနဲ့ X နဲ့ကိုရွေးချယ်ရမယ်ကိစ္စတွေပေါ်ပေါက်တတ်တယ်နှလန်းနဲ့ကလန်းယူရမှာပေါ့ကဲကိုက X တွေပါမရှိဘူးချစ်သူလည်းမရှိဘူးဆိုရင်တော့ဒီနိုင်ငံခြားကိစ္စနဲ့ပတ်သက်ပြီးတော့ဒါဆုံးဖြတ်ချက်အကြီးကြီးမှချရမယ်ခြေနေပေါ့နော်ဆိုတော့ကိုမိဘကိုအိမ်ကိုခွဲရရမယ်ဆိုတော့ဒါဝမ်းနဲ့ကြည့်ကွက်မှုတွေတော့ရှိနိုင်ပေမဲ့နှလန်းနဲ့ကလန်းယူမယ်ဆိုရင်တော့နိုင်ငံခြားကန်ကောင်းနေတဲ့အတွက်နိုင်ငံခြားကိုပဲရွှေ့ချဲစေချင်ဒါကိုဘွားတက်လန်ပေါ့နော်ဆော့ဝမ်းလေးပါကြာနေတာနော်ကက်တွေကဆော့ဝမ်းလေးတွေပါကြာဆိုတော့လေ fire sign တွေအရန်ကန်ကောင်းနေရနော်2026ပါကနဦးအစားမှာတင် fire sign တွေနဲ့မိတ်ဆက်တာနော်ဒီမှာဒီလား commit ကပြီးသွားပြီတမို့ပြီးသွားပြီလုံးဝပြီးဆုံးသွားပြီလုံးဝဝတ်ကြွေးကုန်သွားပြီ fire sign တွေနဲ့စရနော်ဘာလိုက်တာတော့မဟုတ်ကြားလာတဲ့ကပ်ပေါ်မှာပဲကျမကဟောပေးရတာဖြစ်တဲ့အတွက်ကြောင့်လေနော် fire sign တွေကတ်တွေတားကြရနော်ဒီမှာထပ်ရွေတာ fire sign ကတ်တွေပဲကြားလာဆိုတော့လေဆိုတော့မျက်နှာလိုက်ပြီးတော့ရွေးထားတာလည်းမဟုတ်ဘူးပေါ့ကွာ judgment ဆိုတော့ဒါကတော့ရေကိုစားပြုတဲ့ကတ်တွေဆိုတော့ Scorpio တို့ Pisces တို့ကိုစားပြုတာပါရှင်ဓမ္မကလည်း Pisces ရဲ့တကယ်ယာဒီခွင်းကိုမေဂျာကတ်ကြီးပေါ့နော်မေဂျာကတ်ဆိုရဲတဘောကကိုရဲ့မေဂျာဖြစ်ခဲ့တဲ့သူပေါ့မှာဆွေမျိုးမိတ်ဆွေမိခင်နော်မွေးရမည်အလောက်ကိစ္စတချို့တွေအမျိုးအလောက်တွေပါပြီးပြောင်းခြင်းတယ်ဆိုရင်တော့အလောက်ကင်နဲ့ပတ်သက်ပြီးတော့အဆင်ပြေသွားမယ်ဆိုတဲ့ပုံစံမျိုးပြရတယ်ပြောရမယ်ဆိုရင်တော့လက်ရှိအလောက်ကထွက်ချင်တဲ့သူတွေကတော့ထွက်ခွင့်ရမယ်အလောက်တိလျှောက်ထားရဲဆိုရင်တော့အလောက်ရမယ်ဆိုတဲ့ပုံစံမျိုးပြရတယ်ဒီမှာ H1 တွေ 6.1 တွေ 3.1 တွေ 4.1 တွေကြာနေတော့ fire sign တွေကတော့2026ကနဦးမှတင်တော်လေးကိုကန်ချင်နေမြင့်မာနေရဆိုတဲ့ပုံစံမျိုးပြရတယ်ဒီတော့ပေါင်းဆက်ကတ်အရာဆိုရင်တော့ကျွန်မပြောရမယ်ဆိုရင်တော့
ဒီ fire sign နေပေါ့အော်ဇိုရီယာ sign ကိုပြောမယ်ရှင်ခါမဲကလာပြီးဆုံးသွားပြီတမုံပြီးသွားပြီ judgment ဒါ judgment ကဆိုတာကစီရင်ချက်ပေါ့စီရင်ကြတဲ့ကပေါ့နော်ဒါတော့ကမှာဆိုရင် major ပေါ့ဆိုတော့ကိုယ့်ရဲ့ဆုံးရှုံးထားတဲ့ကိစ္စတွေနှောင့်နှေးကြမ်းကြာနေတဲ့ကိစ္စတွေအောင်မြင်တော့မယ့်အနေအထားမျိုးရှိရဆိုတဲ့ပုံစံမျိုးပြနော်ကိုယ့်ရဲ့တို့ပြောမယ်ဒီ2025ထဲမှာစင်မပြေခဲ့တဲ့ကိစ္စတွေနော်စင်မပြေမှုတွေစင်ပြေသွားမယ်ဆိုတဲ့ပုံစံမျိုးပေါ့အခြေရေးပါပဲဖြစ်ဖြစ်မိသားစုကိစ္စမှာပဲဖြစ်ဖြစ်ငွေကြေးအလောက်ကင်မှာပဲဖြစ်ဖြစ်နော်အစင်ပြေမဲ့ပုံစံမျိုးတွေပြနော်ကွဲကွာနေတဲ့လူနဲ့ပြဆိုအရှုပ်ဝမ်းရော judgment ရောလာကြနေရဆိုတော့ကိုယ့်ရဲ့ ex ကကိုယ့်ရဲ့ soul mate ဖြစ်တယ်ဆိုရင်တော့ပြန်ဆုံးမယ်ပေါ့ဖောက်ပြန်တဲ့ကျွန်မဟိုတနေ့ကပြောသလိုပေါ့ဖောက်ပြန်တဲ့သူတွေကိုတော့လက်မခံနဲ့ပေါ့သူမှရီးစားတွေပါမရှိဘူးပတ်သက်ရမယ့်သူမရှိဘူးဆိုရင်တော့သူကကိုယ့်ရဲ့ soul connection ရှိတယ်ဆိုရင်တော့လက်ခံတဲ့နေပေါ့နော်ဒါတော့ fire sign တွေကိုစားပြုတာဒါဆိုတော့တက်တွေက fire sign တွေကိုလာပြနေတာပေါ့နော်နေ့နာအားဖြင့်ပြောရမယ်ဆိုရင်တော့ပုတ်တဟူတနင်္ဂနွေအင်္ဂါပုတ်တဟူသားသမီးပုံများတယ်ပုတ်တဟူတွေကနှစ်စမှာ2026မှာတင်ကန်ကောင်းနေတဲ့ပုံစံမျိုးတွေပြရတယ်နော်တောက်ကြနော်ဆိုတောက်ကြစနေနော်တောက်ကြစနေချက်တပတိဆိုတော့ဒီ sign တွေကတော့ဆိုတော့ဒီ2026နှစ်အစမှာတွင် lucky တော်ရှိနေတဲ့ပုံစံမျိုးပြပါနော်ဆိုတော့အဆအရာပေါ့ဆက်ဖြစ်နေတယ်ဆိုတော့နှလန်းနဲ့ကတလန်းရွေးရမယ်ဆိုရင်တော့ဒီကိုလူကဒီကိုရဲ့ ace ကကောင်းနေဆိုရင်တော့ပြန်ရွေးချယ်ပေါ့မကောင်းဘူးဆိုရင်တော့ထားခဲ့လိုက်ပေါ့ဒါကတော့ကုပါတာကိုဆုံးဖြတ်ရမှာပေါ့နော် judgment ဆုံးဖြတ်ရတော့မှာပေါ့နော်ဆုံးဖြတ်ရတော့မယ်အတိတ်ကကိုတော့ပို့ပြီးတော့ကောင်းနေဆိုရင်တော့အတိတ်ကိုရွေးချယ်စေခြင်းနဲ့အမှန်တိုင်းပြောရမယ်ဆိုရင်တော့ကိုလက်ရှိမှာကိုမှချစ်သူရှိရဆိုအဲ့ချစ်သူကိုပဲကိုရွေးချယ်မကောင်းတဲ့သူကတော့ထားခဲ့လိုက်ပေါ့နော်ဆိုတော့2026ထိတော့မဆွဲခေါ်နဲ့ပေါ့သူတို့ကတော့လိုက်လာပြီမဲ့သူတို့ကတော့မှားမှန်းသည်လို့လိုက်လာပြီမဲ့ကိုကလက်ခံစရာကြောင်းဘာမှမရှိဘူးပေါ့နော်ပြောချင်တာဆိုတော့နိုင်ငံခြားကိုကနိုင်ငံခြားသွားခြင်းနဲ့ငါရကိစ္စနဲ့ပတ်သက်ပြီးတော့စောင့်မျှော်နေတယ်ဆိုရင်တော့တရင်ကောင်ကြားရတတ်တယ်ဆိုတော့လောက်ကရာထူးတိုးနဲ့ပတ်သက်ပြီးတော့မျှော်လင့်စောင့်ဆိုင်နေတဲ့သူတွေကလည်းစင်ပြေမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ရာထူးတိုးတွေပျောက်ရွှေ့တွေရှိရဆိုတဲ့ပုံစံမျိုးပြတယ်နေရာကောင်းရတတ်တယ်ပေါ့နော်နေရာကောင်းရတတ်တယ်အလုံးနဲ့ပတ်သက်ပြီးတော့လက်ခါရာထူးကိစ္စနဲ့ပတ်သက်ပြီးတော့လက်ခါကျမ်းမာရေးကိစ္စနဲ့ပတ်သက်ကျမ်းမာရေးကတော့နည်းငယ်ညံ့နိုင်တယ်ပေါ့နော်လူကြီးမိဘပဲဖြစ်ဖြစ်မိမိကိုယ်တိုင်ပဲဖြစ်ဖြစ်ကျမ်းမာရေးကတော့နည်းငယ်ညံ့နိုင်တယ်ဆိုတော့ခရီးသွားဖို့စီစဉ်ထားတဲ့သူများခရီးသွားဖြစ်မယ်နော်ခရီးတွေသွားဖြစ်မယ်ခရီးသွားတဲ့ကတ်တွေဒါပြတယ်နော်ငွေကြေးကိစ္စအလုပ်ကိုင်းနိုင်ငံခြားကိစ္စပညာရေးကိစ္စခြေရေးကိစ္စစင်ပြေမယ်ဒါမှချစ်သူကိုရဲ့ချစ်သူနဲ့ကိုနဲ့လက်ထပ်မဲ့စီစဉ်ထားတဲ့လူတွေကတော့စင်ပြေမှာအောင်မြင်မယ်ဆိုတဲ့ပုံစံအနီမောတွေပါထွက်ဖြစ်မယ်ဆိုတော့ပုံစံမျိုးတွေပြရပါတော့ဆိုတော့ January လကတော့ lucky လို့ပဲပြောလို့ရမလားနော်ဆိုတော့2025နဲ့မတူဘဲနဲ့2026လောကကွဲထွက်နေတဲ့ပုံစံမျိုးဒီမှာကတ်တာကြာလာတယ်တမုံကစင်ပြေခြင်းအောင်မြင်ခြင်းစိတ်ရှုပ်စရာတွေနော်နှောင့်နှေးခဲ့တာတွေအတွက်စင်ပြေမဲ့ဒီထားမျိုးလေးပါလာပြရပါတော့ဆိုတော့ဒါချင်ညာရီလာတော့အခေါ်လေးဖြစ်ပါတယ်ကြည့်ရှုအားပေးရတော့အားလုံးကျေးဇူးထူးတင်ရှိပါတယ်အားလုံးကောင်းသောနေ့လေးဖြစ်ပါစေနော်